မေးမယ်မကြီးပင်အဲ့ဒါဘာပင်လဲကဲဟောဘယ်လိုလောက်မကြီးပင်ဘာပင်လဲဒင်းမေလင်ပင်ရောင်မျက်စိပဲအဆမင်းဒုက္ခပါပြီအဲ့တခမ်းမွေးဟာလောက်လိုက်မရှင်းကြီးပဲဟုတ်လေအရွက်အဲ့မကြီးပင်မှာအရွက်ဘယ်နှရွက်ရှိတယ်လဲအရွက်ဘယ်နှရွက်ရှိတယ်လဲဟာမကြီးပင်ပဲရွက်တွေအများကြီးလူကြီးနိုင်မှာတော့နှစ်ရွက်ထက်ရှိပါတယ်ဗျာဘာဖြစ်လို့တော့မကြီးပေါက်စရွက်နှစ်ခွာတဲ့နှစ်ရွက်ထဲရှိတယ်နောက်မှတဖြည်းဖြည်းများလာတာရှင်းပါတယ်နော်ဒီဘဲညံများတာပဲကဲလက်ထက်နိုင်ကောက်ထောင်ပြီးမင်းငါမေးမယ်ကဲဒါပြင်အဲ့မကြီးပင်ချိုပင်လားချင်းပင်လားချိုချင်းနေစမ်းမှာအချင်းဆိုချိုနေစမ်းမှာအဲ့ချိုချင်းပင်မားတယ်ဘာလို့အဖြုံးပင်ပြောတာပဲကဲပြောတယ်မလားလာပြန်တပင်းစီအပြုံးမဆိုအဲ့ပြန်မကြီးပင်တီးတယ်မကြီးတီးတာနော်ကိုယ်တီးသလားဖြောင်းတီးသလားငါကိုယ်ဆိုနေအဖြောင်းပြောမှာအဖြောင်းဆိုကိုယ်ပြောကိုယ်ဖြောင်းအာမားတယ်တစ်စစ်တီးတစ်ချက်ကဲအဲ့ဒီမကြီးသီးတစ်စစ်သီးကအစိပန်တစ်စီးရှိအဲ့ဒါဆိုရင်နင်ရှုံးတစ်စစ်သီးဆိုမှတစည်းပေါ့ဟာမားတယ်ဘာဖြစ်လို့တစည်းမှမရှိဘူးဘာဖြစ်လို့ရှင်စားသွားလို့ဟိုပါလေရှင်းနေမိလိုက်လို့အရေးတဲ့ရှင်းရလာစားသွားပြီခုနတက်သွားတာမြင်လိုက်ပြီအဲ့စားသွားတဲ့ရှင်းရအထက်စားသွားတဲ့ရှင်းရအရှေ့ကိုင်းပြေးလားအနောက်ကိုင်းပြေးလားတောင်ကိုင်းပြေးလားမြောက်ကိုင်းပြေးလားဘယ်ကိုင်းပြေးဟာမင်းညံတော့ဆိုမင်းအရှေ့ဆိုအနောက်ပြောမှာတောင်ဆိုမြောက်ပြောမှာဟဲ့ပတ်လေပြေးတယ်ဘယ်မှမပြေးနိုင်ဘူးအောက်ကြတာကိုးစားသွားလို့အောက်ကြတာခွေးစားသွားလို့ဘယ်မှမပြေးနိုင်ဘူးကဲလားကဲအဲ့ဒီရှင်းကိုစားသွားတဲ့ခွေးဟာအမွေးပင်နှပင်ရှိတယ်ပြောသားမင်းကခွေးအမွေးပင်နှပင်ရှိတယ်နရွက်ကလေးတောင်မှမရည်နိုင်ဘူးဗျာကဲစားပြီဘာလို့တပင်းမှမရှိဘူးဘာဖြစ်လို့ဝဲစားထားလို့အရေးထဲမှာခွေးဝဲစားနေညာလာတွေ့နေရပြီကဲလားထက်ကဲလားအဲ့လိုဝဲစားထားလို့အဲ့လိုဆိုကိုတန်တန်လေးအမေကြီးလေဟိုမှာအိတ်နေတယ်ဟိုမှာနော်ပက်လက်ကြီးကိုလမ်းနေတာပဲအိတ်နော်တော်ကြီးကန်ကြီးကိုရေမုံခွဲထားတော့လားအောင်မေးရလို့မလေးအေးလားသူ့တော့လေးတယ်လေသူပဲရှိတယ်အေးပါတန်တန်လေးအမေမှာအမွေးပင်နဲ့ပင်ရှိတယ်တန်တန်လေးအမေမှာအမွေးပင်နဲ့ပင်ရှိတယ်သူ့ယောက်ျားကိုစိန်ရိုးတော့မသိဘူးတပင်းမှမရှိဘူးတပင်းမှမရှိဘူးဘာဖြစ်လို့ဝဲစားထားလို့အားကြောင့်လို့ဒီမိမငါ့ကြီးမှာဝဲသေးလာဝဲခိုင်းနေတာရှင်ဗျာတပည့်တော်အခွင့်လောက်ပါဖေရမြတ်စွာဘုရားဘယ်ရွာသားလဲကွာဟာမေးပြီဘူးကျိုးပြစ်တော့မှာပဲပောက်ကြရလျှောက်ပြီးမေးငါအပြည့်အကုန်လုံးပါမှာမြတ်စွာဘုရားဘယ်ရွာသားမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာပြီးတယောက်တည်းပြစ်ပါဗျာအဲ့ဒါမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာသူခေါရမမြတ်စွာဘုရားသခင်ကတော့တိဋ္ဌထလောင်းလျာနေခေါရမဘုရားဖြစ်တော့တိဋ္ဌထမင်းသားကကပ္ပိလဝပြီးမှမိဘကပ္ပိလဝပြီးသားဟုတ်တယ်ကျမ်းဂန်ထဲမှာပြန်ကြည့်စာထဲမှာပြန်ကြည့်ယေနဘဂဝါဆိုခြင်းကြောင့်မြတ်စွာဘုရားရေနံကြောင်းသားဟာယေနဘဂဝါတဏုမာနိကဥမာနိကဘဂဝါတာဝုရိယဝိရတဲ့ဇေတဝဏိအနန္တပိဏိကအာရမေဆိုတာဒါလည်းသူဖတ်ဖို့မှလည်းမဟုတ်ပါဘူးကိုနိုင်ပြီးတော့ဆိုပြီးရှောက်ပောက်ကြရတယ်ပြောနေတော့ပဲဒီကောဘိုးကျိုးကတော့ပြစ်တော့မှာလေသောပါတိကတကွဲစီတော့လို့ကဲတာကိုတင်းပြီးတော့စောကြီးပြန်တာမဟုတ်ဘာလို့တကွဲစီဟိုအိမ်မှာလည်းသူမိမသူနှိမ့်ဆက်တယ်မိမကိုလည်းဂလုံးဖြစ်ကြရောဝေးသွားပြီမြောက်ကမင်းနဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာတဲ့ဘောဓိပင်နဲ့ရွှေပလင်ကိုအောင်မြင်ပြီးတော့ဇာတကျိုးပြည်တွင်းကိုဆွမ်းခံကြွတယ်ဘယ်ငါစပြီးဆွမ်းခံဟာအဲ့ဒါဘယ်ကျမ်းဂန်ဘယ်စာထဲမှာမပါဘူးလေမသိဘူးလေဒါတော့အဲ့ဒါမင်းမသိလို့ဗောဘေးစားတယ်ဘာဖြစ်လို့အစွန်ဆုံးရင်ကစခံတာကလေးတွေမှတ်ကြနော်ပညာရှိပြောတော့တာမှတ်ချအစွန်ဆုံးရင်ခန္ဓာတဲ့ကဲမှတ်ကြအဲ့လာထဲမှာနဲ့တောင်ပြန်ဖြစ်အဲ့ဆွမ်းခံတော့ကဲဆွမ်းခံတဲ့တပိတ်ကဘာအယောင်လဲဟာတပိတ်ကဘာအယောင်လဲဘင်းရှုပ်ပြီးပြီးတော့တပိတ်အမဲဗောဟာအနဲ့အမဲနဲ့မတူဘူးလားမတူအမဲအနဲ့ကအနဲ့မတူကဲဖြစ်အဲ့တော့ပြောရင်ကိုလိုမြတ်ကြီးဟာဆွမ်းဖုံးပြီးတော့ဘယ်ဘက်ကိုလှည့်ပြီးဖုံးပေးတယ်ခလေးတော့မှပြည့်နေထွက်ရအရှိဘက်ကိုလှည့်ပြီးတော့ဖုံးပေးတာမှားတယ်တိတိကျကျပြောရရင်တပိတ်ဘက်လှည့်ဖုံးပေးတာဟာအမလေးပညာရှိမှတ်ကြပါကလေးတွေမှတ်ကြကဲလာကဲတပိတ်ဘက်ကိုလှည့်ဖုံးပေးတော့ကဲဘယ်နှလုံးဖုံးပေးတယ်လဲကွာမရောမတင်း40နဲ့ကိုလို့မှားတယ်မဝါမချင်းဘာမရောမတင်း40မဝါမချင်းကတိကနော်မင်းတို့ကပြောမယ်ဘယ်တော့မှငရုတ်သီးဆက်ကပြောဘယ်တော့ငရုတ်သီးဆက်လဲဘယ်ကျမ်းဂန်ထဲမှာမပါဘူးလေကိုက်မိတယ်လို့မဆက်တော့အမလီမှတ်ကြပါခလေးမှတ်ကြကဲလာကဲဓမ္မကဲနင်ငါမေးမယ်ကဲဓမ္မကဲနားနေတာဗမာနားနေတယ်လဲကွာအာမင်းနားနေတာဒီမှာနားနေစာနဲ့ပင်နဲ့တော့ပြောလို့ရတယ်ဇေတဝန်နဲ့ဇေတဝန်ကျောင်းတော်နိုင်ဝိဟာရတိနေတော်မူ၏ဟာနင်ငါမေးတာနားနေတာမေးတာလေ
နားနေတယ်ဆိုတာမသေးမချင်းမှကနားနေတာနှထင်ရဲ့နောက်မှာနားနေတာကဇေတမုန်ဒီဇေတဝန်ကျောင်းတော်၌